Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ Smart POS နောက်ဆုံး version ကိုဘယ်လိုသုံးရမလဲဆိုတာပေါ့နော်ကျွန်တော်တို့ကတော့ဟိုအသေးစိတ် video recording နဲ့တစ်ခါလေးရှင်းပြပေးသွားမှာဖြစ်ပါတယ်okay ကျွန်တော်တို့ Smart POS ကိုစဝင်မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်က username username နဲ့ password ပေးမယ်ပေါ့နော် username နေရာမှာ email address လည်းဖြစ်နိုင်တယ်ဖုန်းနံပါတ်လည်းဖြစ်နိုင်တယ်ပေါ့နော် okay ပြီးတော့ကျွန်တော်တို့ကဟို link တစ်ခုပေးမယ်ပေါ့နော်အဲ့ link ကနေ link ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကဒီ username နဲ့ password ကိုရိုက်ပြီးကျွန်တော်တို့ account ထဲကိုဝင်ရမှာပေါ့နော် okay ကျွန်တော်တို့ရိုက်ပြီးသွားပြီအဲ့တော့ကျွန်တော် sign in ကိုနှိပ်မယ်ပေါ့နော် sign in နှိပ်ပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်ပထမဆုံးနဲ့ onboarding state ပေါ့နော်ကျွန်တော် onboarding ဆိုတာတော့ကျွန်တော်တို့ဟိုကျွန်တော်တို့ company information တွေဖြည့်ပြရပါတော့ဥပမာ okay ဒါတော့ဒီမှာဆိုရင်ကျွန်တော်မြန်မာ form ပြောင်းလို့ရမယ်အင်္ဂလိပ် form ပြောင်းလို့ရမယ်ပေါ့နော် store ABC store ပေါ့နော်ဒါရမထည့်ရရပေါ့နော် okay ကျွန်တော်တို့ currency ကမြန်မာကျပ်နဲ့ပဲရောင်းမှာဖြစ်တဲ့အတွက်မြန်မာကျပ် here next ဒီမှာကျွန်တော်တို့ pin နံပါတ်က1 2 3 4ပေါ့နော်အဲ့ဒါကိုပြောင်းချင်လည်းရတယ်မပြောင်းချင်အဲ့တော့ next ပေါ့နော် okay ဒီမှာဆိုရင်ကျွန်တော်တို့က discount တွေပါပေးမှလာပေါ့နော် discount ပေးမယ်ပေါ့နော် discount ကိုFacebook amount နဲ့ပေးမယ်ပြီးတော့ကျွန်တော်တို့customer တွေထပ်လို့မှလာဆိုရင်ဒါအမှန်ချစ်ပေါ့နော်မလုပ်ဘူးဆိုရင်အမှန်မချစ်နဲ့ပေါ့နော် okay ဒါတော့ကျွန်တော် skill လိုက်မယ်ပြီးတော့ဒီ product မှာဆိုရင်ကျွန်တော်တို့ကဒီမှာဆိုရင် site တွေ color တွေရှိရဆိုရင်ကျွန်တော်တို့ဒါကို enable လုပ်ထားလို့ရတယ်ဒီ custom product ဥမာ delivery ကလိုမျိုးဟာမျိုးတွေထည့်ချင်နေဆိုရင်တော့ကျွန်တော်တို့ custom product မှာတစ်ခါတည်း enable လုပ်ထားလို့ရတယ်ပေါ့နော်ပြီးနောက်တစ်ခုက receipt မှာဆိုရင်ကိုဆိုင်ရဲ့ logo တွေဒီ receipt header တွေဟို footer တွေတစ်ခါတည်းပြင်လို့ရတယ်ပေါ့နော်ဒါကတော့ printer နဲ့ချိန်မဲ့သူတွေအတွက်ပေါ့နော် printer ချိန်မဲ့ဆိုရင်တစ်ခါတည်း select လုပ်ထားလို့ရတယ်ပေါ့နော် okay ရသွားပြီဆိုရင်ကျွန်တော်ဒီလိုပေါ်လာမှာပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒါကတော့ cash view ပေါ့နော်ကျွန်တော်တို့အမှာပါကောင်းလာဆိုတော့ account တစ်ခုထဲမှာပဲဟို cash ရော manager ရောနှစ်ခုပါတယ်ပေါ့နော်ဒီ manager တွေကိုဝင်ဖို့ကြတော့ပြင်နံပါတ်ဒီမှာရမှာပေါ့နော်ဒါကတော့ cash ပေါ့နော်ဒီလက်ရှိမှာတော့ကျွန်တော်တို့ product တွေဘာမှမထည့်ရသေးဘူးအဲ့တော့ကျွန်တော်တို့ product ထည့်ပြရမှာပေါ့နော် okay product ထည့်မယ်ဆိုရင်ကျွန်တော်တို့ဒါလေးနှိပ်လိုက်ပါပေါ့နော်ပြီးရင်ကျွန်တော်တို့ရဲ့ပင်နံပါတ်က1 2 3 4ပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့ dashboard manager ပဲမြင်ရ dashboard ပေါ့နော် manager ဘာလို့ရမှာဆိုတော့ product တွေထည့်လို့ရမယ်ပြင်လို့ရမယ်ဈေးနှုန်းတွေပြင်လို့ရမယ်ပေါ့နော်အဲ့တော့ဟိုဈေးနှုန်းတွေပြင်ဖို့ဆိုရင်ပင်နံပါတ်တီးမှာရမှာပေါ့နော်ခါရလောက်ပေးထားတယ်အဲ့တော့ city ထဲမှာဆိုရင်ခုနဟိုကျွန်တော်တို့ user name password တွေ change လို့ရမယ်ခုနကျွန်တော်တို့ရွေးချယ်ခဲ့တဲ့ city တွေပြောင်းလို့ရမှာပေါ့နော် okay အဲ့ဒါကျွန်တော်မရှင်းတော့ဘူးအဲ့တော့ကျွန်တော်ဈေးရောက်မယ်ပေါ့နော်ဈေးရောက်မယ်ဆိုရင်ကျွန်တော်တို့ဆိုင်မှာဆိုရင်ကျွန်တော်ပစ္စည်းမျိုးစားတွေကို category တိုင်းခွဲထားမှာပေါ့နော်ခွဲပြီးသားတော့ရှိမယ်လို့ထင်ပါတယ်အဲ့တော့ okay ကျွန်တော်တို့ကသွားလိုက်မယ်shirt ပေါ့နော်အင်ကြီးရှိမယ်ဒါကိုကျွန်တော်တို့မြန်မာနာမည်မြန်မာလိုထားလို့ရအင်္ဂလိပ်လိုလည်းထားလို့ရပေါ့နော်အင်ရှိမယ်ဟိုက food ရှိမယ်ပေါ့နော်အစားအသောက်တွေရှိမယ်ပေါ့နော် okay အဲ့ဒါဆိုရင် okay ကျွန်တော်တို့category ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ product ထည့်ပေါ့နော် product မှာကျွန်တော်တို့နှစ်မျိုးရှိပေါ့နော် manage product နဲ့ variation product ပေါ့နော်ဒီအရှိထိဆုံး product ကတော့ Euro product ပေါ့နော် Euro product ဆိုတာကတော့မျိုးကွဲတွေမရှိတဲ့ဟာပေါ့နော်ဒီ variation ကမျိုးကွဲတွေရှိရဥပမာ color တွေ site တွေဖက်နက်တွေပုံစံမျိုးအင်္ဂလိပ်လိုဟို AE တွေပုံစံမျိုး site တွေ color တွေကွဲခဲ့ရင်ဒီမှာတစ်ခါတည်းဒီမှာထည့်လို့ရတယ်ပေါ့နော် okay အဲ့တော့ဒီကျွန်တော် AE ရရင် search line ပေါ့နော်okay ကျွန်တော်တို့အဲ့ဒီမျိုးထည့်မှာပေါ့နော်အဲ့ဒီမျိုးရှိမယ်အဲ့ဒီကကျွန်တော် unit နာမည်ထည့်လို့ရတယ် unit နာမည်မထည့်ရင်လည်းရတယ်ပေါ့နော်အဲ့ဒီဆိုမှ unit နာမည်ထည့်ဆိုရင်ထည့်ပေါ့နော်ဒါချင်းဆိုရင်ဒါချင်းပေါ့အဲ့လိုတစ်ခါထည့်ထားလို့ရတယ် okay အဲ့တော့ category မှာဆိုရင်ခုနအဲ့ဒီဖြစ်တဲ့အတွက် shape ကိုရွေးမယ်ပြီးတော့variation product မှာတစ်ခါထည့်ပေါ့နော်ကျွန်တော်တို့ site ရွေးမယ်ပေါ့ site မှာကျွန်တော်ဘာရှိမလို့ဆိုတော့ small ရယ် medium ရယ် large ရယ်ရှိမယ်ပေါ့နော်နောက်ပြီး color ရှိမယ် color black နဲ့ white နဲ့ပဲရှိမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကဒီ generate variation ဆိုတာနှိပ်လိုက်မယ်နှိပ်ပြီးဆိုရင်ကျွန်တော်တို့မှာ variation product တွေရလာပေါ့နော်ဒါတွေရှိမယ် okay small black ကကျွန်တော်တို့ price ကဘယ်လောက်တော့ပေါ့နော်ဒါဟိုကျွန်တော်တို့1000ပေါ့နော်1000ဒါကောင်လည်း1000ပဲဒါဒီကောင်တော့1000ဈေးနှုန်းကလည်းထားလိုက်ဈေးနှုန်းတော့ကျွန်တော်မထည့်တော့ဘူးဒါ3ခုပဲရှိ4ခုရှိမယ်တစ်ခုရှိမယ်ဒါ0ပေါ့နော်990ရှိမယ်ဒါခုရှိမယ်ကြက်တာထည့်လို့ရပါတော့ဥပမာဟိုဟိုဆေးတွေပါထည့်ခြင်းလဲဆိုတော့တစ်ခါထည့်လို့ရတယ်ဟိုဆေး price တစ်ခါထည့်လို့ရမယ်ဘာကိုဘာသာချီလဲဘာနဲ့တစ်ခါထည့်လို့ရတယ်ပေါ့နော်ဟိုကျွန်တော်တော့ထည့်တော့ဘူးအဲ့တော့ဒီမှာဆိုရင် product အခုပဲ product ပုံထည့်လို့ရမယ်ပြီးရင်ကျွန်တော်တို့ app product ကိုနှိပ်မှာပေါ့နော်နှိပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီ Uniqlo ဆိုတဲ့အိမ်ထည့်ရလိုက်ပေါ့နော်အိမ်မှာကျွန်တော်တို့ variation ဘာရှိလဲဆိုတော့ကျွန်တော်တစ်ခါကြည့်လို့ရမယ် small black က4ခုwhite က0ပေါ့ဒါမျိုးတစ်ခါထည့်လို့ရမယ် okay နောက်ခုကျွန်တော်ပုံမှန် normal product ကိုထည့်ပေါ့နော် normal product မှာကျွန်တော်တို့အစားတောက်ထဲမှာဘာရှိမလဲဆိုတော့အလူကြော်ပေါ့နော်မြန်မာဝေးအလူကြော်ပေါ့နော်
Okay အဲ့ဒါမှာကျွန်တော်တို့ full ထဲမှာရှိမယ် price က900ပေါ့နော်ဒီဈေးနှုန်းကတော့900ဈေးဝယ်ဈေးကတော့300ပေါ့နော် stock က20ရှိမယ် more option ထဲမှာကျွန်တော်တို့ full sale က300ပေါ့နော်350ပေါ့နော် Okay ဒါပြီးတော့ပုံလေးတစ်ခါရွေးလိုက်ရပါတော့ပြီးရင်ကျွန်တော်တို့ save product နှိပ်လိုက်မယ်ဒီမှာဆိုရင် product က save ပြီးသွားပြီနောက်ထပ်ထပ်ထည့်ခြင်းစီလားဆိုတာပြရပါတော့နောက်ထပ်ထပ်ထည့်မယ်ဆိုရင်တော့another ကိုထည့်မယ်ပြီးတော့အကယ်လို့မထည့်ချင်တော့ဆို back to list ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့မှာ product 2မျိုးရလာပြီပေါ့နော်ဒီမျိုးကွဲပစ္စည်းနဲ့မျိုးကွဲပစ္စည်းနဲ့ရိုး normal product တစ်ခုရလာပြီပေါ့နော် Okay အဲ့တော့ကျွန်တော်တို့အရောင်းသမားဈေးစရအောင်မယ်ဒါဆိုရင်တော့ကျွန်တော်စရောင်းလို့ရပြီပေါ့နော်စရောင်းမယ်ဆိုရင်ကျွန်တော်တို့ဒီလောက်ကဒါဆိုရင် cash မြင်ရတဲ့ဟာပေါ့နော်အဲ့တော့ကိုရောင်းချင်တဲ့ဟာပေါ့နော်အာလူကြော်ရောင်းမယ်အာလူကြော်ထုတ်နှစ်ခလုတ်ဆိုရင်နှစ်ချက်နှိပ်လိုက်လို့ရတယ်ဒါမှမဟုတ်ဒီမှာအပေါင်းနှုတ်ကိုနှိပ်လို့ရတယ်ပေါ့နော်ဒီအနှုတ်ဆိုရင်တော့ရောမယ်အပေါင်းဆိုရင်တော့ပေါင်းသွားမယ်ပေါ့နော် Okay ဒါပြီးတော့ AE ကဒီမှာဆိုရင်ကျွန်တော်တို့ခါရေးလို့ရတယ်ပေါ့နော် extra small ကို black Okay ဒီမှာဆိုရင် extra small ကိုရွေးတဲ့ခါမှာ white က cross ဖြစ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က stock မရှိတော့လို့ပေါ့နော်အဲ့တော့ Okay extra small large ကိုထည့်ပေါ့နော် Okay အဲ့ဆိုရင်ကျွန်တော်တို့ဒီကကျွန်တော်တို့ရဲ့ရောင်းမဲ့ပစ္စည်းရလာပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီမှာစုစုပေါင်းဈေးက4000အဲ့တော့ check out လုပ်လိုက်မယ်ပေါ့နော် check out လုပ်မယ်ဆိုရင်ဒီမှာ banking နဲ့ပေးမှလားcash နဲ့ပေးမှလားတစ်ခါရွေးလို့ရတယ်ဥပမာ discount ပါညာထည့်မှလားတစ်ခါလေးရွေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကcash နဲ့ပဲပေးလိုက်မယ် amount ကဘယ်လောက်ရရတော့9000ရရဆိုရင်ကျွန်တော်တို့ဘယ်လောက်အမ်းမလို့ဆိုတော့တစ်ခါပြပေးပေါ့နော် Okay ပြီးရင်ကျွန်တော်တို့ complete sale ဆိုနှိပ်လိုက်မယ်ပေါ့နော် complete sale နှိပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ receipt တိုင်းလောက်ထွက်လာမှာပေါ့နော်အဲ့ဒါမှအကိုတို့မတို့က printer နဲ့ချိန်ထားတဲ့ print ကိုနှိပ်ပြီးတော့တစ်ခါ print ထုတ်လို့ရမယ်ဒါမှမဟုတ်ရင်ကိုတို့ online shop ဆိုရင်တော့ဒီ online shop ဓာတ်ပုံအနေနဲ့ save ထားလို့ရပါပေါ့နော် CS image ကိုနှိပ်ထားလို့ရပါပေါ့နော်ခုနောက်တစ်ခုကျွန်တော်တို့ခုနပြလိုက်တာကဒီမှာဆိုရင် custom product ဆိုတာရှိရပေါ့နော်ဥပမာတချို့ online shop တွေမှာဆို delivery ကတွေရှိပြီပေါ့နော် delivery ကတွေကကိုကပဲပေးလိုက်ရတာဟို revenue အနေနဲ့မဝင်ဘူးပေါ့နော်ဒါမျိုးတွေမျိုးဆိုရင်လည်းတစ်ခါလေကိုက custom သတ်မှတ်ပြီးထည့်ထားလို့ရပါပေါ့နော်အဲ့ဒါဆိုရင် delivery ကဒါမျိုး check out လုပ်လို့ရပါပေါ့နော်ဒါဆိုရင်တစ်ခါလေကိုယ့် receipt မှာကိုယ့်ရဲ့ပစ္စည်းရော delivery ကရော custom တစ်ခါလေထည့်သွားတယ်ပေါ့နော် Okay ရပြီဆိုရင် Okay ကျွန်တော်တို့ရဲ့ခုနက Okay ဒီနေ့တာရောင်းလုပ်ပြီးသွားပြီဆိုပါတော့လောင်းလုပ်ပြီးသွားပြီဆိုမှ Okay နောက်ခုကြံခဲ့wholesale နဲ့ retail တွေတစ်ခါရောင်းလို့ရပါပေါ့နော်ဒါမှအကိုတို့က wholesale ရောင်းမယ်ဆိုရင်ဒီ wholesale button လေးကိုနှိပ်လိုက်ရမယ်အဲ့ဆိုရင်ဈေးကတစ်ခါပြောင်းသွားပြီပေါ့နော် retail မှာထားရင်တော့ဒီမှာ retail ဈေးပေါ့နော် wholesale မှာထားရင်တော့ကျွန်တော်တို့ wholesale ဈေးကိုတစ်ခါမြင်ရပါပေါ့နော် Okay အဲ့တော့ခုနကျွန်တော်ရဲ့ဒီနေ့တာရောင်းလာပြီးသွားပြီပေါ့နော်ပြီးသွားတော့ကျွန်တော်တို့ဒီနေ့တာဈေးချုပ်ကြည့်ချင်တယ်ပေါ့နော်ဘယ်လောက်ပိုရောင်းလဲဆိုတော့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ခုနဒါ manager လေးကိုဝင်ပြီးတော့ကျွန်တော် financial က save report ထဲမှာကျွန်တော်ရောင်းခဲ့တဲ့ဟာတွေခုနရောင်းခဲ့တဲ့ဟာတွေတစ်ခါကြည့်လို့ရပါပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ရောင်းခဲ့တာကစုစုပေါင်းတော့စုစုပေါင်းရတာ14400ဒါပေမဲ့ကျွန်တော်တို့ရဲ့ခုနက delivery က revenue ထဲမှာမမှတ်ဘူးပေါ့နော်မမှတ်တဲ့အတွက်ကျွန်တော်တို့က4400ပဲရရပေါ့နော်ကျွန်တော်တို့ရဲ့ profit က2600ဒီလိုမျိုးတစ်ခါပြရတယ်နောက်ပြီးတော့ဒီမှာတစ်ခါလုံးမှတစ်ခုခုမှားခဲ့လို့ရှိရင်တစ်ခါ refund လုပ်လို့ရတယ်ပေါ့နော်ဥပမာဓမ္မဆိုရင်ဒီမှာဆိုအာလူကျော်ကို9ခုကိုကျွန်တော်တို့က refund လုပ်မယ်ကျွန်တော်တို့က2ခုပဲ refund လုပ်လို့လည်းရရပေါ့နော်ဒါဆိုရင်အာလူကျော်2ခု refund လုပ်လိုက်တာပေါ့နော်အဲ့တော့ဈေးနှုန်းလည်းပြောင်းသွားမယ်ရရှိငွေလည်းပြောင်းသွားမယ်ပေါ့နော်ဒါမျိုးတစ်ခါကြည့်ရမယ်နောက်ပြီး safety တွေတစ်ခါကြည့်လို့ရမယ်ပြီးတော့ fully refund ပြန်လုပ်လို့ရရင်ပေါ့နော်ဒါတော့ process ကျွန်တော်တို့ရဲ့ POS process ရဲ့လောက်ဆောင်မှုပေါ့နော်တခြား function တွေလည်းရှိရပေါ့နော်တခြား function တွေကတော့ကျွန်တော်တို့အချိန်မီဆက်သွယ်ပြီးတော့အသိကျင်တာရှိရင်မေးလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ဒီ video ကတော့ကျွန်တော် POS ကိုစသုံးလို့ရတဲ့ဟာပေါ့နော် data တွေထည့်လို့ရမယ်ထည့်ပြီးရောင်းလို့ရမယ်ဒါမျိုးတွေစသုံးလို့ရတဲ့အနေထားပေါ့နော်တခြားအသုံးဝင်တဲ့ function တွေတော့ဒီထက်မှအများကြီးရှိသေးတယ်ပေါ့နော်ဒီ customer နဲ့ပတ်သက်ပြီးတော့ဟာတွေရှိမယ်ဒီ employee နဲ့ပတ်သက်ပြီးရှိမယ်ကျွန်တော်တို့ရဲ့store နဲ့ပတ်သက်တာတွေရှိမယ်ပေါ့နော်ဒါမျိုးတွေအများကြီးရှိရပဲဒါတွေကတော့ကျွန်တော်တို့ Zoom နဲ့training lesson လိုချင် training တစ်ခါဆင်းပြရပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ